1385 ခုနှစ်တရညလဆန်း9 ရက်2023 ခုနှစ်အောက်တိုဘာလ23 ရက်တနင်္လာနေ့ည၌အွန်လိုင်းမှာဟောကြားအပ်သောစိတ်ခံစားမှု3မျိုးနှင့်ည30အကြောင်းတရားဒေသနာတော်စိတ်ခံစားမှု3မျိုးထို3မျိုးကိုအကြောင်းပြုပြီးရှင်ထဲမှာစုဝင်လာတတ်တဲ့ည30အဲ့ဒီအကြောင်းကိုရသော်အယုဒနိကေဝေဒနာတန်ယုတ်အန်လာတော့ရှင်နေဟောကြားထားတာဖြစ်အဲ့တန်လာတော့ပါလာတာကိုအနှစ်ချုပ်ပြီးတော့ပြောရအောင်စိတ်ခံစားမှုနဲ့မကင်းနိုင်ဘူးအစင်ပြေတဲ့အခါစိတ်ချမ်းသာမှုအစင်ပြေတဲ့အခါမှာစိတ်ဆင်းရဲမှုစိတ်ချမ်းသာရလည်းမဟုတ်ဘူးစိတ်ဆင်းရဲရလည်းမဟုတ်ဘူးဆိုတဲ့ကြာကာလမြို့မှာအမှန်နေတာမြို့မှာချမ်းသာလည်းမဟုတ်အစင်ပြေရလည်းမဟုတ်အစင်မပြေရလည်းမဟုတ်ဘူးဆိုတဲ့စိတ်ခံစားမှုအခြေအနေ3ရပ်ရှိတယ်ပေါ့နော်လူတိုင်းမှာအခြေအနေ3ရပ်ဖြစ်ပေါ်လာခန္ဓာကိုယ်နေလို့ထိုင်လို့ကောင်းတဲ့ကာယကဒုက္ခနေလို့ထိုင်လို့မကောင်းဘူးကာယကဒုက္ခစိတ်ချမ်းသာတယ်စေတသိကဒုက္ခစိတ်မချမ်းသာဘူးစေတသိကဒုက္ခတခါတရံကြတော့အဲ့ဒီ2မျိုးလုံးမဖြစ်လာဘူးသမအနေထားမျိုးဆိုလို့ရှိရင်အဒုက္ခမဒုက္ခမထင်ရှားတဲ့ခံစားမှုနော်တော့3မျိုးရှိတယ်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီ3မျိုးကတော့ကြုံတွေ့ရတယ်လောကထဲမှာရှောက်ရှိနေတဲ့တ attva တိုင်းဒီ3မျိုးတစ်မျိုးမျိုးတော့ကြုံတွေ့ရတာပဲ။ဘာကြောင့်ကြုံတွေ့ရတာလဲဆိုတော့လူတွေမှာမျက်စိနာနာလျာကာယမနဆိုတဲ့ဒွါရ6ပါးဝတ္ထု6မျိုးဟရိယဆိုဝတ္ထု6မျိုးမျက်စိနာနာလျာကာယမနဒွါရ6မျိုးမျက်စိနာနာလျာကာယဟရိယဝတ္ထု6မျိုးဝတ္ထု6ပါးဒွါရ6ပါးအဲ့ဒါတွေရှိနေတဲ့အတွက်ကြောင့်ပြမက်ကအာယုန်တွေနဲ့ဆက်သက်မှုကရှိလာတယ်မျက်စိရှိလို့အစဉ်အာယုန်နဲ့ဆက်သွယ်တယ်နားရှိလို့အတန်အာယုန်နဲ့ဆက်သွယ်တယ်နှာခေါင်းရှိလို့အနတ်လျှာရှိလို့အယတာခန္ဓာကိုယ်ကာယရှိလို့အထီးတွေ့စိတ်ရှိလို့ကြက်တွေအာယုန်အာယုန်နေနဲ့ဒီစိတ်ခံစားချက်အာယုန်နေနဲ့မိယဝတ္ထုဒါတွေဆက်သွယ်လာတာအဲ့ဒါတွေစိတ်ဖြစ်ဖို့အတွက်အဓိကအကြောင်းတွေဖြစ်လို့စိတ်ရဲ့အခြေခံတရားသို့မဟုတ်အာယတနာ12ပါးလို့ခေါ်တယ်အဲ့ဒီအာယတနာ12ပါးကိုအကြောင်းပြုပြီးတော့ယသိနဲ့အစဉ်အာယုဆုံးလိုက်တဲ့အခါမှာပြင်းသိစိတ်ဖြစ်လာတယ်ပြင်းသိစိတ်ဖြစ်လာတဲ့အခါမှာအဲ့ဒီစိတ်ကအာယုနဲ့ဆက်သွယ်ပြီးတော့စိတ်ခံစားမှုပေါ်လာတယ်ပြင်းသိစိတ်နဲ့အတူတကွာအာယုနဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာစိတ်ခံစားမှုဆိုတဲ့ဝေဒနာပဋိစ္စသမုပ္ပါဒ်နဲ့ပြောမယ်ဆိုရင်သာလယနာပစ္စယဖတ်တော်ဖတ်တာပစ္စယဝေဒနာအဲ့ဒီပုံစံဖြစ်လာတယ်နော်မျက်စိနဲ့အစဉ်အာယုံကိုအကြောင်းပြုပြီးတော့မြင်သိစိတ်ဖြစ်တယ်မြင်သိစိတ်ဖြစ်တာနဲ့အာယုံနဲ့စိတ်နဲ့ဆက်သက်မှုဖြစ်လာတယ်ဖတ်တာ
ဆက်သွယ်မှုဖြစ်လာတဲ့အခါမှာထိုဆက်သွယ်မှုအားလျော်စွာနော်အစဉ်ပြေလို့ရှိရင်ဒုက္ခဝေဒနာအစဉ်မပြေဘူးဆိုရင်ဒုက္ခဝေဒနာနာနဲ့အတန်ဆက်သွယ်လာပြီးတော့ဇာတိစိတ်ဖြစ်တယ်အတန်နဲ့စိတ်နဲ့နော်ဖြစ်ပေါ်လာတဲ့အခါမှာဆက်သွယ်မှုဆိုတဲ့ဘာသာဖြစ်လာတယ်အတန်အာယုဟာကိုယ်စိတ်နဲ့အစဉ်ပြေတယ်ဆိုရင်ဒုက္ခဝေဒနာအစဉ်မပြေဘူးဆိုရင်ဒုက္ခဝေဒနာထို့တူပဲနော်နှာခေါင်းရဲ့အနံ့ရဲ့ဒီနှစ်ခုကိုကြောက်ပြုပြီးတော့အနံ့အာယုန်နဲ့ပတ်သက်လာပြီးတော့ခန္ဓာဝိညာဉ်စိတ်ဆိုတဲ့အနံ့သိတဲ့စိတ်ဖြစ်လာတယ်ဖတ်တာပါလာတယ်အနံ့အာယုန်နဲ့စိတ်နဲ့ဆက်သွယ်လာတယ်ဆက်သွယ်တဲ့အခါမှာအစဉ်ပြေရင်ဒုက္ခအစဉ်မပြေရင်ဒုက္ခအဲ့ဒါနဲ့သွားတာနော်လျှနဲ့အယတာဆက်သွယ်လာတဲ့အခါမှာအယတာကိုသိတဲ့စိတ်စီဝဝိညာဉ်စိတ်ဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတဲ့အခါမှာဆက်သက်မှုဖတ်တာခံစားမှုဝေဒနာတွေပါလာတယ်ပါလာတဲ့အခါမှာဖြစ်ပေါ်လာတဲ့အရာသာသည်ကိုယ်စိတ်နဲ့အစဉ်ပြေတယ်ဆိုရင်ဒုက္ခဝေဒနာအစဉ်မပြေဘူးဆိုရင်ဒုက္ခဝေဒနာထို့တူပဲကိုယ်ကာယနဲ့အထီးတွေဒီရပေါင်းစပ်မိသွားတဲ့အခါမှာထိသီးစိတ်ဖြစ်လာတယ်ကာယဝိညာဉ်စိတ်ဖြစ်လာတယ်အဲ့ဒီကာယဝိညာဉ်စိတ်နဲ့အတူတကွာအာယုန်နဲ့ဆက်သက်ပြီးတဲ့ဖတ်တာစိတ်ခံစားမှုဝေဒနာတို့ဖြစ်လာတဲ့အခါမှာအထီးတွေဟာကိုယ်နဲ့အစဉ်ပြေရင်ဒုက္ခအစဉ်မပြေဘူးဆိုရင်ဒုက္ခဒါလူတိုင်းဟာရှောင်လဲလို့မရဘူးစိတ်ခံစားမှုဆိုတာဖျားမှလည်းဒီတိုင်းပဲယန္နာတွေမှလည်းဒီတိုင်းပဲပုထုဇဉ်တွေမှလည်းဒီတိုင်းပဲခံစားမှု၃မျိုးရှိကြတာကြီးပဲအဲ့ဒီခံစားမှု၃မျိုးမှာပုထုဇဉ်ပုဂ္ဂိုလ်နဲ့အရိယာပုဂ္ဂိုလ်တွေကြပါကွာသွားလေကွဲပြားခြားနားမှုတော့ရှိတယ်ဒီထိအောင်ကတူတူပဲဖျားလည်းပဲစိတ်ခံစားမှု၃မျိုးရှိတယ်ယန္နာတွေမှာလည်းစိတ်ခံစားမှု၃မျိုးရှိတယ်ဘုန်းကြီးတို့တွေမှာလည်းစိတ်ခံစားမှု၃မျိုးရှိတယ်အာယုံကကိုယ်နဲ့အစဉ်ပြေဒုက္ခအစဉ်မပြေဒုက္ခအစဉ်ပြေတာလည်းမဟုတ်ဘူးမပြေတာလည်းမဟုတ်ဘူးအမှန်အနေထားမျိုးဆိုရင်အဒုက္ခမဒုက္ခဟောဒီစိတ်ခံစားချက်တွေကဖြစ်နေတာဘယ်ပုဂ္ဂိုလ်မဆိုဖြစ်တယ်ပုရုဇဉ်မှာလည်းဖြစ်တယ်အရိယာမှာလည်းဖြစ်တယ်ဒါဖြင့်တရားသိတဲ့ပုဂ္ဂိုလ်နဲ့မသိတဲ့ပုဂ္ဂိုလ်ပါထူးတယ်နော်အဲ့တော့တရားမသိနဲ့မသိတဲ့ပုဂ္ဂိုလ်နဲ့တရားသိတဲ့ပုဂ္ဂိုလ်တရားမသိတဲ့ပုဂ္ဂိုလ်ကိုအတုတဝါပုထုဇနောမြတ်စွာဘုရားတရားနဲ့ပတ်သက်ပြီးတော့သိယူမှတ်သားနာကြားထားတာမရှိလို့အသိဟောတုတခင်မဲ့နေတဲ့ပုဂ္ဂိုလ်တုတခင်မဲ့နေတဲ့ပုဂ္ဂိုလ်ပုထုဇဉ်ပုဂ္ဂိုလ်နောက်မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေကြားနာထားတဲ့တုတဝါအရိယတာဝကောမြတ်စွာဘုရားရဲ့တပည့်ထိုပုဂ္ဂိုလ်တို့လုံးဟာစိတ်ခံစားချက်၃မျိုးစီရှိတာကြီးပဲကောအဲ့လို၃မျိုးရှိတော့လူတိုင်းစိတ်ခံစားမှုရှိတော့ဘယ်အချက်မှသွားကွဲပြားခြားတာရတယ်လဲဆိုလို့ရှိရင်စိတ်ခံစားမှုကလူတွေမှာအစဉ်ပြေတဲ့အခါမှာနှစ်သက်ကျေနပ်မှုဆိုနောက်ကပါလာဒုက္ခရဲ့နောက်မှာကြိုက်တာနှစ်သက်တာဆိုတာပါလာတယ်နော်ဘာကြောင့်ပါတော့ဆိုရင်ဒုက္ခဝေဒနာဖြစ်တယ်လို့မသိဘူးသူအကြောင်းတစ်ခုကြောင့်ငါမှဒါအစဉ်ပြေတယ်လို့သိတာမဟုတ်ဘူးအစဉ်ပြေတဲ့ပုံမှာကျေနပ်အာရနှစ်သက်သွားတယ်အစဉ်မပြေတဲ့အခါကျတော့လည်းပဲဒေါသဖြစ်တယ်စိတ်တိုးတယ်နော်အဲ့ကြတော့အစဉ်မပြေတဲ့ဒုက္ခနဲ့တွေ့တဲ့အခါဒေါသဖြစ်တယ်အစဉ်ပြေတာလည်းမဟုတ်ဘူးမပြေတာလည်းမဟုတ်ဘူးဆိုတဲ့အချိန်ကျတော့မသိလိုက်ဘူးမောဟဖြစ်တယ်
အဲ့တော့ဆိုလိုတာကလောဘဖြစ်မဲ့ဒေါသဖြစ်မဲ့မောဟဖြစ်မဲ့စိတ်ခံစားချက်ကိုအကြောင်းပြုပြီးတော့လောဘဖြစ်တာရှိတယ်ဒေါသဖြစ်တာရှိတယ်မောဟဖြစ်တယ်။တာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေကြတော့အစင်ပြေရင်လောဘအစင်မပြေရင်ဒေါသပြေတာလည်းမဟုတ်ဘူးမပြေတာလည်းမဟုတ်ဘူးအားတယ်ပါဆိုလို့ရှိရင်မသိလိုက်တဲ့မောဟအဲ့တော့လောဘဒေါသမောဟဘုရားကြတော့အဲ့ဒီလောဘဒေါသမောဟမဖြစ်ဘူး။ဘာကြောင့်မဖြစ်တုံးဆိုအမြဲတမ်းတတိရှိနေတယ်။စဉ်းကျင်တော့တရားရှိနေတယ်။ငါခံစားရလို့စိတ်ထဲမှာမရှိဘူး။ငါရဲ့ခံစားမှုလို့စိတ်ထဲမှာမရှိဘူး။ဝေဒနာဖြစ်ပြီးတော့သူကဒုက္ခတတ်သွားတာဆိုကိုယ်နဲ့မဆိုင်တယ်လို့နေနိုင်သွားတယ်။ဘုန်းကြီးတို့တွေကြတော့ကိုယ်နဲ့မဆိုင်တယ်လို့မနေနိုင်ဘူး။နော်။ကိုယ်နဲ့မဆိုင်တယ်လို့မနေနိုင်ဘူး။တကယ်တော့လည်းဆိုင်တာတော့မဟုတ်ဘူး။မဆိုင်တယ်လို့မနေနိုင်ဘူး။တရားလက်လွတ်သွားတယ်။တတိလွတ်သွားတယ်။တတိလွတ်တဲ့အခါကျတော့ဘာဝင်လာလဲ။လောဘဝင်လာတယ်။ဒေါသဝင်လာ။မောဟဝင်လာ။အဲ့ဒါကွဲပြားခြားနာချက်ပဲ။လူတိုင်းစိတ်ခံစားမှုရှိအဲ့ဒီနေရာလေးမှာပရိစ္ဆေသမုပ္ပါဒ်ပြောမယ်ဆိုရင်ဝေဒနာပစ္စယတဏ္ဍဝေဒနာထိအောင်တော့လူတိုင်းရှိမယ်ပုရုဇဉ်ကြတော့အဲ့ဒီကိုကြော်သွားပြီးတော့တဏ္ဍအဆင့်ထိရောက်လာတယ်အဲ့ဒါကိုဆိုလို့ပေါ့နော်တဏ္ဍထိရောက်လာအဲ့ဒါသို့တော့ပရိစ္ဆေသမုပ္ပါဒ်မှာတော့အဓိကတဏှာကိုအဓိကထားပြီးတော့ဟောတာဖြစ်လို့မြတ်စွာဘုရားကဝေဒနာပစ္စယတဏှာလို့ပဲအဓိကဟောလိုက်တယ်။တော့ကလူတွေဟာဒုက္ခဖြစ်ဖြစ်ဒုက္ခဖြစ်ဖြစ်ကြွက်ကြော့ကြည့်လိုက်လို့ရှိရင်စိတ်ခံစားမှုရဲ့နောက်မှာလောဘဖြစ်တာများတယ်။ဘာကြောင့်ဖြစ်လို့လူတွေကအစင်ပြေလို့ရှိရင်လောဘဖြစ်တယ်တိုးလာတယ်။အစင်မပြေဘူးဆိုရင်ဒေါသဖြစ်လာတယ်။ဒါပေမဲ့အဲ့ဒီဒေါသကိုလူကကြိုက်တာမဟုတ်ဘူး။ဒုက္ခကိုကြိုက်တာမဟုတ်ကြိုက်တာမဟုတ်တော့ဒီဒုက္ခရဲ့ထွက်မြောက်ထွက်ပေါက်ကိုရှာလာတော့ဒုက္ခရဲ့ထွက်ပေါက်ဒီကာမချမ်းသာဆိုတဲ့အဲ့ဒီဘက်ကိုလိုချင်လာတော့ဒီမကောင်းတဲ့ပုဂ္ဂိုလ်ကလည်းဒီကောင်းခြင်းလာတယ်ကျမ်းမာခြင်းလာတယ်ဒါထွက်ပေါက်မဟုတ်ဘူးသူအစင်မပြေခြင်းတဲ့ပုဂ္ဂိုလ်ကလည်းအစင်မပြေတဲ့ပုဂ္ဂိုလ်ကလည်းအစင်ပြေခြင်းလာတယ်တောင်းတလာတယ်မျောလင်းလာတယ်အဲ့တော့ဒုက္ခတွေ့လဲအကောင်းမျောတာပဲနော်ဒုက္ခတွေ့ရင်ပို့လို့ခြင်းတယ်ဒုက္ခတွေ့ရင်အကောင်းမျောတယ်အဲ့တော့ဒုက္ခတွေ့လို့နှစ်သက်တာကဝေဒနာပစ္စယတဏှာဒုက္ခတွေ့လို့အကောင်းမျောတာကြတော့ဝေဒနာပစ္စယတဏှာပဲဖြစ်တယ်ပေါ့မျောတာကြတော့ဝေဒနာတဏှာပဲဖြစ်သွားတယ်အဲ့တော့လောကမှာလူတွေဖြစ်များတဲ့ဒုက္ခဒုက္ခတက်ပတ်သက်လာလို့ရှိရင်ဝေဒနာပစ္စယတဏှာလို့ပရိစ္ဆေသမုပ္ပါဒ်အဲ့ဒါကြောင့်ဟောတာနော်တကယ်တော့တစ်ခုစီတွဲကြည့်လိုက်ပဲဆိုရင်အစဉ်ပြေရင်ဒုက္ခဝေဒနာဖြစ်ရင်လောဘရာဂဒုက္ခဝေဒနာဖြစ်ရင်ဒေါသဒါချက်ချင်းဖြစ်တာဆိုရင်အဒုက္ခမဒုက္ခဝေဒနာဖြစ်ရင်မောဟအဲ့ဒါတွေကကိလေသာတွေအဲ့ဒီကိလေသာတွေကင်းစင်ပြီးတော့စိတ်ခံစားမှုခံစားတာကယဟန္တာဖရာယဟန္တာဖရာယဟန္တာလည်းပဲစိတ်ခံစားမှုကင်းတယ်နောက်တစ်ခါဝိပဿနာရှုနေတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဝေဒနာပစ္စယတဏှာမဖြစ်အောင်တားလို့ရသွားတယ်နော်ထိန်းချုပ်နိုင်သွားတယ်ဝေဒနာပစ္စယတဏှာအထိမရောက်ဘူးထိန်းထားတဲ့သဘောနဲ့တားတာသူကြတော့တတိပလဖူးဆိုရင်သူကလည်းတားလို့ရတယ်အဲ့ချိန်မှာဝိပဿနာရှုပြီးတော့ဝုထုအာရမဏံကတ္တဝဝေဒနာဝေဒယတိဝုထုဆိုတာကရဇကာယဒီခန္ဓာကိုယ်ပေါ်မှာအမိပြုပြီးတော့ဒီအကြောင်းပြုပြီးတော့ဒီစိတ်ခံစားချက်ဆိုတာပေါ်တာပဲလေခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ပေါ်တာပေါ်သည့်အတွက်ကြောင့်ပေါ်လာတဲ့ဝေဒနာသည်ငါမဟုတ်ဘူးငါရဲ့ဝေဒနာလည်းမဟုတ်ဘူးနော်ရှုခန္ဓာကိုယ်ကြီးကိုအမိပြုပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုသာဖြစ်တယ်လို့ဒီလိုသိလာအဲ့ဒါဝေဒနာနုပဒနာကြအဲ့ဒီတော့ဝေဒနာဖြစ်ပေါ်လာဖို့သိတာအဲ့
အကြောင်းတရားကလည်းမြဲတာမဟုတ်ဘူးအကျိုးတရားလည်းဝေဒနာလည်းမြဲတာမမြဲတဲ့ဖတ်တာကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ဝေဒနာလည်းမမြဲဘူးလို့ဝိပဿနာရှုနေတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်ကနေစာရှုနိုင်တော့ဆိုရင်ဝေဒနာပေါ်ပုံကိုကြည့်လိုက်ပဲဆိုရင်မျက်စိမှာဝေဒနာပေါ်တာမြင်သိစိတ်နဲ့ပတ်သက်ပြီးပေါ်တာမျက်စိနဲ့ပတ်သက်ပြီးပေါ်တဲ့ဝေဒနာအားလို့ဆိုရင်မျက်စိကကောင်းတဲ့မျက်စိမှာအဆင်အာရုံတစ်ခုလာပေါ်တယ်ပေါ်တဲ့အခါမှာနော်နှလုံးသွင်းမှုရှိတယ် attention ရှိတယ်ပေါ့ပဏ္ဏတိကာရ attention ရှိတယ်ထိကြတဲ့မှာအာယုန်နဲ့ဝတ္ထုကြမှာအလင်းရောင်စွာရှိသေးတယ်အလင်းရောင်ရှိမှမြင်ရတယ်ပေါ့နော်အကြောင်း၄မျိုးအကြောင်းမြတ်စွာဘုရားကတော့၃မျိုးပဲဟောလိုက်တယ်၃မျိုးဟောတယ်မျက်စိရဲ့အစဉ်အာယုန်ရဲ့မြင်သိစိတ်ဒီ၃မျိုးပေါင်းစပ်လာတဲ့အခါမှာဖတ်တာဆိုတာပါလာတယ်ဝေဒနာဆိုတာပါလာတယ်အဲ့တော့ဝေဒနာဖြစ်ဖို့ရာအကြောင်းတရားတွေကပါရီတုံးလို့ပေးလိုက်ရင်မျက်စိနဲ့ပတ်သက်ပြီးအစဉ်အာရုံနဲ့ပတ်သက်ပြီးစိတ်ခန္ဓာမှုပေါ်လာတာဟာမျက်စိကိုမျက်စိတစ်ခုတည်းကိုအကြောင်းပြုတာမဟုတ်ဘူးမျက်စိရဲ့အစဉ်အာရုံရဲ့မြင်သိစိတ်ရဲ့ဖတ်တာရဲ့အဲ့ဒီနောက်မှာဝေဒနာပေါ်တယ်အဲ့တော့သူရှိပါသူဖြစ်ဖို့ရအတွက်အကြောင်း၄မျိုးလို့ပြောမှာဖြစ်တယ်နော်မျက်စိရဲ့အစဉ်အာရုံရဲ့မြင်သိစိတ်ရဲ့ဖတ်တာရဲ့ဒီ၄မျိုးဟာဝေဒနာဖြစ်ပေါ်ရဲ့အကြောင်း